မင်းကလေးတယောက်ဟိုတယ်ကရင်ပေါ်မှာအိတ်ဖို့ပြင်ဆင်နေတော့သွေးတွေနဲ့ပေးကျန်နေတဲ့အမျိုးသားတယောက်တကားပိတ်ပြီးဝင်လာတယ်။မင်းကလေးရဲ့လက်ချောင်းကိုဓာတ်ရိုက်လေပေးညှစ်လိုက်တယ်။သူ့နောက်ကလိုက်လာတဲ့သူတွေကိုရှောင်ဖို့အမျိုးသားကမင်းကလေးရဲ့အသက်ကိုချိန်ချောက်ပြီးသူ့ဇနီးဟန်ဆောင်ဖို့တောင်းဆိုတယ်။မင်းကလေးမှာလိုက်ရောယုံကလွဲလို့တခြားနည်းလမ်းမရှိဘူး။သူတို့ကတကားအပြင်ဘက်ကလိုက်လာတဲ့သူတွေကိုအောင်မြင်စွာလှည့်စားပြီးအမျိုးသားကမင်းကလေးရဲ့လက်ချောင်းကနေသူ့လက်ကိုရုတ်တရက်ဖယ်လိုက်တယ်။မင်းကလေးရဲ့ပခုံးမှာမွေးရပါအမှတ်သားကိုတတိထားမိတယ်။အမျိုးသားငယ်တုန်းကသူ့မှာငယ်ဘဝကချစ်သူတယောက်ရှိတယ်။သူ့ပခုံးမှာလည်းလက်ပုံတံတန်မွေးရပါအမှတ်သားတစ်ခုရှိတယ်။သူရှာနေတဲ့သူကိုတွေးလိုက်တယ်ဆိုတာသဘောပေါက်သွားတယ်။အမျိုးသားကအဲ့ဒီအချိန်မှာပြုံးလိုက်တယ်။တရုတ်ရိုးရာစိတ်ပညာကိုအမွေဆက်ခံသူမင်းကလေးကအခွင့်အရေးယူပြီးခေါင်းအောက်မှာငွေအပ်တွေနဲ့ယောက်ျားကိုနှိမ်နှင်းလိုက်တယ်။မင်းကလေးကအရန်ဒေါသထွက်ပြီးဆရာဝန်တယောက်အနေနဲ့တနက်တန်ရာရနေတာကိုတီးလိုက်ရတဲ့အခါစကားနှဲငယ်ဆူတယ်။နောက်တစ်နေ့မှာအမျိုးသားနိုးလာတဲ့အခါကတင်ဘေးမှာဘယ်သူမှမတွေ့ဘူး။မင်းကလေးထားခဲ့တဲ့အဆိုင်ကုထုံးပစ္စည်းတွေပါတဲ့အိတ်တလုံးပဲရှိတယ်။အဲ့ဒီအချိန်မှာအမျိုးသားရဲ့လက်အောက်ငယ်သားလည်းအပြေးလောဝင်လာတယ်။အဲ့ဒီလူကသူ့လက်အောက်ငယ်သားရောက်လာတာကိုမြင်တော့ကမ္ဘာအချမ်းသာဆုံးလူဖြစ်နေတယ်။အဲ့ဒီလူကလက်စားချေဖို့အလင်းစလိုမလုပ်ပေမဲ့မင်းညကမင်းကလေးကိုရှာဖို့ကင်းထောက်ကိုရှာဖွေဖို့လက်အောက်ငယ်သားကိုပြောလိုက်တယ်။နောက်ထပ်ဗီဒီယိုလေးတွေကြည့်ရအောင်လို့ follow လေးလုပ်တဲလေးနှိပ်ပြီးတော့ share သွားပေးပါဗျ။